လို့လဲဒီမှာလေးမရဲ့သူ့ခင်တဲ့သူ့အမေကိုပိုက်ဆံပန်းစုရင်းနဲ့ surprise လုပ်တာလေးမမရဲ့အော်အေးဟုတ်တာပဲဒါလေးနဲ့ဖေနဲ့မေကိုလေး surprise လုပ်ပေးချင်လိုက်တာမမရဲ့ညီမလေးကလည်းအမတို့လည်းလာတာအိမ်ကိုပတ်စံလွှဲပေးနေရမယ်လေမဟုတ်ဘူးလေမမရဲ့တစ်ခါတလေဒီမှာလေးကအင်္ဂဝစားလေးတွေ surprise ပို့ပေးချင်လို့လေအဲ့ဒါလည်းကောင်းသားပဲလေဒါဆိုအမတို့ဒီတစ်ခါလာကုန်ရင်အိမ်ကိုအင်္ဂဝစားလေးနဲ့ပတ်စံလေးနဲ့ surprise လုပ်ပေးတာပေါ့ဟုတ်မှာဒါပေမဲ့အမရဲ့လုံးက9နာရီခွဲမှတိန်းတာဆိုတော့အဲ့ချိန်ဆိုဆိုင်နေရပိတ်လောက်ပြီးအဲ့တော့အဝတ်စားကိုညီမလေးစင်ပြေမှဟာပဲရွေးဝယ်ထားလိုက်နော်အမလည်းညီမလေးလောက်သွားရတာမှာ A9 fashion ဆိုင်ရှိရလေအဲ့ဒီဆိုင်ကအစောမပိတ်ပါဘူး7နာရီလောက်မှပိတ်တာမမရဲ့ဆိုင်ကဘယ်နာမှရှိလို့လဲငါဖြစ်မသိပါဘူးဟဲ့အမလည်းမနော်ဟရီ130 669ကြားမှာလေးမမရဲ့အဲ့မှာအဆုံးရှိလို့လားရှိမှာပါမမရဲ့အမတို့ကပြန်တွက်ကြည့်အောင်လေအေးအဲ့ဆိုတော့ကြည့်မယ်လေဟုတ်မှာဒီမှာဒီဆိုင်ကလေးမှာရဲ့အေးတော့လာမရှိမှာပဲလေဒီမှာလေမှာငါလေးလူကြီးဝက်လေးကြည့်ကြလို့ဟုတ်ကဲ့ရှင်းထားပါတော့မှာဒီဆိုင်လိုမျိုးလေးတွေရောမှာအားလုံးကြီးအောင်ပါလိရအောင်လို့ဆိုင်မရှိတော့ဒါလေးမှလာလို့နော်အေးအဲ့ဒါဆိုတော့မှာရဲ့ပါပါဒီလိုလေးဒါဆိုမှဒီခါလေးလိုက်ပါနော်ပတ်စံလေးတော့တယ်နော်ကဲရှိပတ်စံပါမှာပါဆိုလို့ရှိရင်လေဦးချမ်းရှိရယ်ဂိမ်းရှိရယ်ညကြပြရှိရယ်နာပြတော်ရှိရယ်မှပေးတဲ့ချင်းလေးမှမလေးမဦးချမ်းလေးရပဲပြပေးလိုက်နော်ဟုတ်ကဲ့ရှင်းဟုတ်ပါချီပြတ်နေရတယ်နော်ဒီခါလေးကကောင်းပါလေဟုတ်ရလေးချီပြတ်နေတယ်အမဒီချီချူစင်နေရပဲတွဲလိုက်နော်ဟုတ်ပါဟုတ်မိန်းကလေးဝရောရှိလားဟုတ်ရှိရရှင်းဟုတ်ပါအမမေတို့မိန်းကလေးဝရောကြည့်အောင်မယ်နော်ဟုတ်ကဲ့ရှင်းအဲ့ဒါပေါ်တက်မှာပါမှာဟုတ်မတ်မပါတယ်လေးရှိရနော်မဝက်ဆိုင်ကြိုက်တာပြင်ကြိုက်တာမနည်းနည်းလေးသေးတယ်ကြိုက်တယ်နည်းနည်းလိုမျိုးပြင်လေးရောမဒါလေးတော့မစိုးပါဘူးဒါလေးလာနော်ဒီဆိုင်လေးဆိုလိုက်လာတယ်မလေးဒါလေးယူလိုက်မယ်အင်ကြီးလေးတော့တွဲပေးအောင်နော်အိမ်ပြန်ပေါ်မှာပါမှာဆိုင်ကြတယ်ပေါ်မှာပါမှာဒီအောင်လေးရောဆင်ပြေလာတော့နော်ဒီဇိုင်းကတော့လာတယ်မှာအရင်ကတော့တိတ်မထပ်ဘူးမှာဒီဒီဇိုင်းလေးလာရလားအော်အေးဒီဟာလေးဆိုရင်လေးပဲနော်အယောင်လေးလည်းဆင်ပြေတယ်ဆိုင်လည်းအဆင်ပြေမယ်ထင်ပါတယ်တော့မဒီဆိုင်ဆိုဝင်းမဲ့သူကပိန်လောင်းကလားမှာအနေတော့ပဲညီမလေးပါစိုက်က40ဆိုတော့မှစိုက်ကရတယ်မှာအဲ့ဆိုဒါလေးပဲယူလိုက်မယ်လीနော်ဟုတ်အယောင်လေးလဲလိုက်ကြကြလေးဆိုရင်ဒါလေးပဲယူလိုက်ပါတော့နည်းလေးလိုက်နေနော်ကလေးဝက်လည်းအစုံရှိရဲမှာကြည့်ကြည့်အောင်မလားမှာကလေးဝေးကိုရှိရလားဟုတ်ကဲ့ရှင်ရှိရဲမှာအစုံရှိရဲရှင်ကလေးဝေးတော့မကြည့်တော့ဘူးနော်ဟုတ်ဟုတ်မှာမရရွယ်ဝတ်တွေလည်းရှိရဲမှာကြည့်ကြည့်အောင်မလားရှင်မကြည့်တော့ဘူးညီမလေးဒါလေးပဲရှင်းလိုက်မယ်နော်ဟုတ်အောက်မှာရှင်းပြရမှာနော်မဒါလေးတွေကလေအိမ်ရောက်လို့ဝတ်ကြည့်လို့ရှင်ပြန်လာလဲလို့ရတယ်မှာဒီဟာလေးတွေကဘုမဆိုတော့ဒီနေ့ရက်ကြမှာမင်းကကြလဲရတယ်မှာကလေးမပြတ်ဖက်နဲ့ပေါင်းချပေးလိုက်မယ်ရှင်ပြန်လာလဲလို့ရတယ်မှာအဲ့ဒါဆိုရှင်တရားပေါ့ဟုတ်ကဲ့ပါမှာဘယ်တော့ကြလဲညီမလေးသိသုံးသုံးနဲ့တော့ဝိုင်းရှင်း ကပေးနဲ့ရှင်းလို့ရတယ်ဟုတ်ကပေးနဲ့ရှင်းလို့ရပါတယ်မှာဒီမှာစကန်ဆက်လို့ရတယ်နော်သိနေမလားသိသုံးသုံးနဲ့တော့မှာယောက်ျားလေးဆိုပြီးတော့ဟုတ်ကျေးဇူးတင်ပါတယ်မှာကျေးဇူးပါရှင်ဟုတ်